မင်းကလည်းကွာဖုန်းလေးပါလေတော့မကန်ဘူးအဲ့တော့ဖုန်းဆက်နေတာ ငါမကြားလို့မင်းကလည်း ဟဲ့ဒီညဒီချင်းတော့မယ်ကလောက် ကလပ်ဟာတော့လို့မရအောင် ဘာလို့ ဟောငါကောင်မလည်းမရည်တယ် ရွှေ့လိုက်ကွာ ရွှေ့ရโอเคအိပ်ပြီလို့ပြောလိုက်မယ်အိတ်ချင်းနေပြောလိုက်ပြီးတော့ အဲ့လိုကိုဘာလုပ်နေ ဘေ လဲ ဘီကိုဒီနေ့အရင်ပြင်မှန်းအိတ်ချင်းနေပြီ အော်အဲ့ပါနဲ့ဟိုကိုခမစကားပြောရမှာကိုပြောစရာရှိရဲ့ဒီလားဘာလဲ Facebook မှာ TikTok မှာရန်တယ်မဲ့ကြီးနဲ့တက်များသေးတယ်အဲ့ baby ရန်စားနေတာကိုလုပ်ကြည့်ပါလားအော်ပြောလေ baby တွားချင်နေကော်ဖီဆိုင်နေရှိအဲ့ကိုအားလိုက်ဖို့ပြောတော့အော်ပြောလေခဏခါကြတယ် baby ကလေ baby တကယ်ချင်းဝင်လို့တွားမှာကို 3 hours later. โอเคအဲ့ဆိုတက်တာနော်အိပ်ပြီနော်ဒါပဲနော်ချစ်တယ်အပွား ဟုတ်တက်တာ ထားတော့တွားလို့ရပြီ ဟာဒီချင်းဘယ်လိုသွားပါ ဟမ် အချိန်လဲကြည့်လား တော်တော်တော့ကြာတယ် အေးဟဲ့မင်းကောင်မလေးငါတို့တခုလုံးမဲ့တိုင်းတော့သူတိနေရတယ်လဲနောက်ဆက်နေတာ အချားမြင်မြင်ရနေရတယ်နော် အေးဖြစ်နိုင်တယ် မင်းစိတ်တော့ငါလည်းစိတ်ငါအိတ်တော့ အောင်မလို့တားရဒါငါတကယ်ရင်နေအောင် तू ကအော်စီကပြန်လာတာ तू ကဘန်ကောက်ကပြန်လာတာ ဟုတ်တွေ့ရဝမ်းသာပါတယ်အခုလင်းအောင်ခေပါဗျဟုတ် ဟော Facebook တွေပါအပ်ထားလိုက်လေ ဟုတ်တာ ဟုတ်ပြီ နော်အဲ့တူနေဆင်ကြတာ ရောက်ဆင်းခဲ့ပါဆင်းခဲ့စစ်စစ်တွေ ညနေကချောရနော်ဟိုမော်ဒယ်လုပ်လို့ရတယ်အခု Facebook ကိုဒီမှာဘာလုပ်လဲ ဟမ်ဟိုအလုပ်ကိစ္စ ဘာလို့ပြောနေလားခုချက်ချင်လားဒီလိုလား ဟော အလောကိုအလုပ်ကိစ္စကခုနကစကားဆက်တာ မှန်ပြောအမဘာလုပ်နေရလဲကောင်မလေးနဲ့ အလုပ်ကိစ္စစကားပြောနေ ဘာအလုပ်ကိစ္စလဲအလုပ်ကိစ္စပြောအဲ့လိုမျိုးရုပ်ကြီးကပျော်နေလို့ရလားကိုကကောင်မလေးအတွင်းအစားရပျော်နေရမဟုတ်ဘူးလားဟမ် မပြောပါဘူးမပြောပါဘူးဒီတော့ ကိုအဲ့လိုမပျော်တဲ့ရုံနဲ့သွားပြော မပြောပါဘူးမပြောရင်ခုနကမှထိုင်ကြည့်နေလေ ပြီးတော့ဒီမှာကြည့်နေမယ်သွားမပျော်တဲ့ရုံနဲ့ပြောနော် ရောက်မင်းဒီလာမှာ तू ချုပ်ပြောခဲ့တာ ပြောခဲ့ ဟာရောက်အကုန်ချုပ်သိနေတော့ရောက်အကြောင်းမြင်ဆင်းပါလား ဟုတ်နော်အမြဲတမ်းကြိုတီး ဟောကျွတ်ဒါနဲ့ကိုလူရုပ်ရှင်ကားကြီးကခုနချောင်းလာသွားခဲ့ပါမင်းကတော့ तू ပေါ့သူပေါ့ဒီကတော့ဟောနော်အဲ့တော့ ဘေဘီဝယ်ပြီးဝိုက်လား ဝယ်ပြီးသွားပြီဟောကိုခဏလေးနော်တွိုင်းလိုက်ခဏသွားလိုက်အောင်မယ် ဩဟုတ် 20 minutes later. ဟာကြာလိုက်တာဘယ်ရောက်อ่ะဟာညဟိုကစကားနည်းနည်းတော့ပြောပြပါလား ဟုတ်တယ်ဟုတ်ကိုဟောဘယ်လိုလဲမသိရှင် ဘောမောအကိုကောင်မလေးရတယ်လို့ကောင်မလေးတယောက်နဲ့စကားပြောအဲချက်ချင်းပေါ်လာတော့ ဟုတ်ဘယ်မှဘာပြောပြရလဲမသိဘူးကို ကို ဘာလုံးနေတာလဲကောင်မလေးနဲ့စကားပြောနေပြန် အော်မဟုတ်ဘူးဘေဘီပြတ်သွားလို့အဲကောင်မလေးနဲ့စကားပြောကြည့်ရဘေဘီကချက်ချင်းပြန်ပေါ်လာအကိုပြောသားပဲကိုကောင်မလေးအချားနေရ ရှောက်ပြောနေနဲ့ဟောကိုတို့လေဟိုမှာအဲကိုလာကြည့်နေရတော့ကြည့်မယ်လား ဟုတ်လား လာကိုဒီမှာလေကိုတို့လေဘီဘီဝိုင်းမယ်ဆိုဒီဟာလေးလေးဘူးဒါလေးယူမယ်လား လားဩဟုတ် မမကိုမသွားရှင်းမယ်မ ရောက်ဘီဟာလေးပါလေတော့တောက်ပါ ဘေဘီရည်ရွယ်ပူရနော်ကိုလိုနေကအပြင်ထွက်လိုက်မယ်လေဘေဘီလည်းအိမ်ပြန်လိုက်လေပူကြမှာမနေချင် ဟောကိုကပူလို့လားကိုကလည်းဟိုတနေ့မှဝယ်ထားတဲ့ Alpha Echo လာရှိရပဲဒီမှာကိုဆော့ပြောရင်လေဘီဘီကဖွင့်ပေးမှာပေါ့ကိုရဲ့ ဟောနိုင်ဝဲလို့ဆိုအားကုန်လေဒါ ဟာဒါ9နာရီလောက်ထိသုံးခံပါတယ်ဒီမှာကြည့်အေးညာလဲ ဟုတ်တယ်နော်အေးရနော်အေးတော့ငါဂိမ်းဆော့ကြ ဂိမ်းဆောင်နေငါ ဟာဖုန်းမရှိတော့ဘူးဖုန်းကအပြင်မှာတော့တင်ရဆိုင်မှာ ဖုန်း တော့ ကကောင်ညာတာစိတ်မပူပါနဲ့ဒီဘက်မှာဖုန်းကသွင်းတဲ့အပေါက်ပဲပါတယ်သွင်းလိုက်နော်ကိုဘယ်မှသွားကြမလို့ ဟုတ်တယ်ဟာဟောငါတို့ဒီမီးလုံးအားကုန်ရင်ငါတို့လိုက်ရင်မရှိတော့ ဟုတ် ဘူး တ လေ ယ်မှောင်သွားရင် မောင်ဝိုင်းဆုံးမပြီးတော့ ဟုတ်ဂိမ်းမဆော့ ဘာ ဘူး မှမဖြစ်ဘူးမမောင်စေရအောင်မကြည့်မီးလည်းဖွင့်လို့ရရဲ့ ဟောဖေမင်းကောင်မလေးကအကုန်လုံးကြိုတိနေတော့အ
အကြောင်းမြင်လေးပါရတာမသိ ကျွန်တော်ကောင်မလေးကအချမ်းမြင်ရနေတယ်တူတယ် မီးပြက်ပြက်မီးလာလာအသုံးပြုနိုင်တာ Alpha Battery Eco